ကျွန်တော်ကတော့ဒီနေ့အန်ဖိုးကဂရမာတစ်ခုကိုဖူကူချူပြန်လုပ်ပါမယ်သူက on dash ပေါ့နော်သူရဲ့ဂရမာက on dash သူဒီ plain form နဲ့တွဲတုံးနဲ့သူရဲ့အဓိပ္ပာယ်ကတော့ကြောင်းပါလို့ပါလို့အဓိပ္ပာယ်ရတယ်ဒီ on dash ကအဓိပ္ပာယ်ကကြောင်းပါလို့ပါဘယ်လိုနေရာတွေမှာတုံးလဲ use ကအကြောင်းပြချက်ပေးတဲ့အခါမှာတုံးတယ်သူက plain form နဲ့တွဲတယ်ဆိုပေမဲ့လဲနာ adjective နဲ့ noun မှာဒါမဟုတ်ဘဲနဲ့နာကိုပြန်တုံးရမယ်အဲ့လိုပေါ့နော်ဒီနေ့ဘာလို့ပူနေတာလဲမနှွေးရတမလို့ပါဆိုလို့ရှိရင်နာဆောနန်ဒက်စ်အဲ့လိုမျိုးတုံးရမှာပေါ့နော်အဲ့ဟိုမှာပြောပြအဲ့သူရဲ့ verbal လေးတွေဆိုလို့ရှိရင်ဒုစတေတာဘေမဆန်ကဘာဖြစ်လို့မစားတာလဲဥနာကကအီတိုင်းတဲ့ဘိုင်နာနေလို့အဲ့လိုပေါ့နော်နာစေကကိုရဲ့အီကီမဆန်ကဘာလို့ကြောင်းကိုမသွားတာလဲနေစကအာရွန်တဲ့ဖြာနေလို့ပါဒီကမှဒိဋ္ဌာမှာဒီ na adjective နဲ့ noun မှာဒီ plain form ဆိုပေမဲ့လေ na adjective နဲ့ noun မှာဓာတ်အောင်မတုံးမဲနဲ့na ကိုပြန်တုံးရမယ်ဒါလေးပဲပေါ့နော်